ထာဝရကုသိုလ်တွေကိုမြတ်စွာဘုရားထုတ်ပြပြီးတော့ဟောတာကုသိုလ်6မျိုးကိုဒီမှာရှင်းပြီးတော့ဟောတာနော်နံပါတ်1ကအာရမရောပါအယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်မျိုးဥယျာဉ်တွေစိုက်ပျိုးတဲ့ပုဂ္ဂိုလ်ကြီးတဲ့အဲ့ဒီပုဂ္ဂိုလ်တွေမှာကုသိုလ်တရားနေရောညမှာတိုးတက်နေတယ်။ဘာကြောင့်လဲဆိုရင်သူကုသိုလ်ကထာဝရကုသိုလ်နေတတိယရင်နေတိုးမှာပဲညတတိယညတိုးဆိုလိုတာဒါထာဝရကုသိုလ်ကြောက်သွားတဲ့ကုသိုလ်မဟုတ်ဘူးလေ။ဥယျာဉ်စိုက်ပျိုးလိုက်တဲ့ဖြင့်ထိုဥယျာဉ်ကိုမှီပြီးတော့ပထမဆုံးဘသူတွေအကျိုးရတော့ဆိုငှက်ကလေးတွေဒေါ်တရိษံတွေဟာဒီဥယျာဉ်တွေကိုမှီပြုပြီးတော့စားစရာတွေပြပြီးဝါရအဲ့လိုသိပ္ပစက်ပေးထားတဲ့အခါမှာငှက်ကလေးတွေဟာတိတ်ရိတ်ခိုးပြီးတော့သစ်ပင်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာကြကောင်းသူတို့ဘဝဟာလုံခြုံသွားနောက်တစ်ခါကိုမမြင်ရတဲ့တ attva တွေဟာလည်းပဲသစ်ပင်ရိတ်တွေပါမိပြီးတော့သူတို့ရဲ့ပုံမိမ့်မှန်တွေကရှိအဲ့တော့ကိုမမြင်ရမဲ့တ attva တွေဟာလည်းပဲအခုလိုအယံဥယျာဉ်စိုက်ပျိုးပြီးတော့ထားရအဖြစ်တ attva တွေပေါ်မှာအများကြီးကျိုးပြုသွားကုသိုလ်တိုးတာပဲချိန်တိုးတာတော့တတိယရင်ဝမ်းသာရင်ကုသိုလ်တိုးတယ်အဲ့တော့ခဏခဏတတိယကိုလောက်တာဒီလိုဆိုနောက်တစ်ခုကယေဇနာတေတုကာရကတေတုဆိုတာတရားဟိုဘက်ဒီဘက်ချောင်းချားနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးဒီသွားလို့လာလို့ကုသလို့လွယ်ကူအောင်တရားခင်းပေးတဲ့ကုသိုလ်တေတုကာရကလို့ခေါ်တယ်တရားခင်းပေးတဲ့လူတွေဟာဒီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာတွန်းနိုင်အောင်စီမံပေးတာဖြစ်သောကြောင့်သူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင့်တွေးမိတိုင်းဝမ်းသာစရာဖြစ်တယ်ဝမ်းသာတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဥယျာဉ်စိုက်ပျိုးတဲ့ကုသိုလ်သစ်ပင်စိုက်ပျိုးတဲ့ကုသိုလ်တရားခင်းပေးတဲ့ကုသိုလ်နော်၃မျိုးနောက်တစ်ခုကဘာလို့ဆိုပပင်စဥဒ္ဓပါဏိစရေတရံတိဥပတ္တယပပင်စဆိုတာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကဘာလို့ဆိုရေဥစဉ်တဲခုခေတ်တော့ရေဥစဉ်ယဉ်ကျေးမှုကပြောင်းနေတယ်သွားလာတဲ့လူတွေကိုပန်းပြီးတော့အစဉ်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုအကျိုးပြုတဲ့ပရိဟိတလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘယ်သူရဲ့လို့သတ်မှတ်တာမဟုတ်ဘူးဒီလမ်းကျောကသွားတဲ့ပုဂ္ဂိုလ်တွေမှတည်းဆာလောင်မှုသိမ့်လို့ရှိရင်ခြေလေးတောက်ပြီးအားလေးပြေးတဲ့အခါခီးဆက်နိုင်ကြတယ်ပေါ့နော်မြန်မာလူမျိုးတွေရဲ့ရေဥစဉ်ကုသိုလ်မျိုးဟာလည်းပဲထာဝရကုသိုလ်လို့သူတို့ခေါ်တယ်နော်နောက်တစ်ခုကတော့ဥဒ္ဓပါဏရေတွေသူလောင်ထားတဲ့တွင်းရေတွင်းရေကန်ပဲဖြစ်ဖြစ်ရေတွင်းပဲဖြစ်ဖြစ်ရေရှားတဲ့အရာဒေသတွေမှာအဝီစီတွင်းတူးလှူတာပဲဖြစ်ဖြစ်ရိုးရိုးရေတွင်းတူးတာပဲဖြစ်ဖြစ်သို့မဟုတ်ရေကန်ဆောက်လှူတာပဲဖြစ်ဖြစ်အဲ့လိုရှေးဆိုတာလူတွေအတွက်များစွာအကျိုးပြုတယ်။မောသိမှုကိုကာကွယ်ပေးတယ်။ရှင်ထဲအပူတွေကိုအေးမြစေတယ်။ခန္ဓာကိုယ်တန့်ပြန့်သွားစေတယ်။ဘလောက်ပဲပင်မမျက်နှာလေးသိလိုက်ရရင်လန်းသွားတယ်။ဟောရေရဲ့အကျိုးတွေနဲ့တန့်ရှင်းသွားတယ်လန်းဆန်းသွားတယ်။အဲ့ဒီအကျိုးတွေကိုမြှောက်ကိုးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးလူတန်းထားတဲ့ပုဂ္ဂိုလ်ရဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်မျိုးဖြစ်တယ်တဲ့အလုံး၅မျိုးရှိသွားတယ်နံပါတ်1ကအယံဥယျာဉ်စိုက်ပျိုးပြီးတော့လှူဒန်းတဲ့ကုသိုလ်သစ်ပင်စိုက်ပျိုးပြီးတော့လှူဒန်းတဲ့ကုသိုလ်တရားခင်းပြီးတော့လှူဒန်းတဲ့ကုသိုလ်ရေအိုးစဉ်လှူဒန်းတဲ့ကုသိုလ်ရေတွင်းရေကန်လှူတဲ့ကုသိုလ်နောက်ဆုံးဟာရေတရံတိဥပတ္တယရေတရံတိဥပတ္တယအဆောက်အဦဆောက်လှူတယ်ဆိုတော့ဆောက်အဦဆောက်လှူတယ်ဆိုတဲ့နေရာမှာဒီနေရာမှာဘယ်လိုဆောက်အဦတုံးလို့ဆိုတာလည်းမပါဘူးဘယ်သူ့ကိုလှူတယ်ဆိုတာလည်းမပါတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုမှာလမ်းဘေးဆက်ရဆောက်ပြီးလှူတဲ့အကျင့်ရှိတယ်လေအဲ့ဒီလိုအဆောက်အဦတွေဆောက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဲ့လမ်းတော်လမ်းလာတွေအတွက်များစွာအကျိုးပြုတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဝန္တပီတိဖြစ်เสียထာဝရကုသိုလ်မျိုးဖြစ်ပါတယ်မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့ဒီသုတ်တံမှာဒီကုသိုလ်မျိုးတွေကိုထာဝရကုသိုလ်မျိုးတွေကိုလုပ်လို့ရှိရင်နေလဲညာရောတတိရတဲ့အခါတိုင်းမှာကုသိုလ်တွေအမြဲတမ်းတိုးတယ်ဆိုတာတိုးတယ်လို့ပြောထားရတဲ့ကိုဟာကိုလုံးတဲ့တစ်ခါပဲဖြစ်အောင်တော့ကုသိုလ်တွေအကျဉ်းချင်းလုံးတယ်လို့တိုးလာမှာပဲ